ဒါတော့ဒီနေ့ကျွန်တော်ရဲ့တကယ်ချင်းဘောစီတယောက်ကနေပြီးတော့တပြူကုံချင်းပိမုံကိုစားကျင်လို့မင်းကောက်မှာပေးစမ်းပါဆိုတာကျွန်တော်ရဲ့ညီတပြူကနေပြီးတော့တက်စီမောင်းနေတဲ့တက်စီဆရာကြီးပေါ့နော်သူကနေပြီးကျွန်တော်ကိုတယ်လာပေးတာပါတယ်လာပေးရတာကျွန်တော်တကယ်ချင်းညနေပေးရမှာပါဒီလိုတပြူကောင်းချင်းပိမုံတွေကိုမှားခြင်းနဲ့ဆိုလဲကျွန်တော်ညီရဲ့ဖုန်းနံပါတ်ကိုကျွန်တော်တောင်းနေရေးပေးပါမယ်သူကနေ့တိုင်းရန်ကုန်တက်တော့သူ့ရဲ့ဒလီကာလေးတော့ယူတာပေါ့နော်သူရဲ့ဒလီကာလေးယူပြီးတော့တယ်ပြီးလို့ရပါတယ်ခင်ဗျဒါမှမဟုတ်ကျွန်တော်ဟိုမှာလည်းရပါတယ်ခင်ဗျဘလို့ပဲမှာပါဒီလိုမျိုးအချက်ကြီးလည်းတစ်ချက်ချင်းရိုက်ပြတာညီဘဲညီဘဲဒီဒါတော့ဘိန်းစီပေါ့နော်ညီဘဲဘိန်းစီပါတယ်အုံးသီးပါတယ်ဖယုံယူလည်းပါတယ်ခင်ဗျဒီမျိုးပေါ့နော်ဟိုတစ်ချက်ကိုကျွန်တော်တို့ရှစ်လက်မပတ်လက်အဝိုင်းတော့ရှိရမှာလာမှားခြင်းနဲ့ဆိုရင်ဒါကျွန်တော်ညီတစီဆရာကြီးရဲ့ဖုန်းနံပါတ်ကိုကျွန်တော်တော့ရေးပေးထားပါမယ်သူ့ကိုလည်းမှားလို့ရပါတယ်သူကနေ့တိုင်းတပြူကနေပြီးရောင်ကုန်တက်ပါတယ်သူကြုံတဲ့နေ့ကျရင်သူတယ်လာပေးလို့ရပါတယ်ဒလီကာလေးတော့ယူတာပေါ့နော်ကျေးဇူးပါ